15 ရက်နေ့ယောဟန်၏မိဂုံးများရှင်လုကာခန်းကြီးခွန်ခန်းငယ်19မှ23ရှင်လုကာအခန်းကြီး3ခန်းငယ်19မှ20အထိအဲ့ဒီချိန်မှာဟေရုမင်းကသူ့ခင်မကိုမတရားသိမ်းပိုက်တာကိုယောဟန်ကအပြစ်ရှိတယ်လို့ပြောလို့ဟေရုမင်းကစိတ်ဆိုးပြီးယောဟန်ကိုထောင်ချလိုက်တယ်။ယေရှုအကြောင်းစုံစမ်းဖို့လွှတ်ထားတဲ့သူ့တပည့်တွေကသူ့စီရောက်လာတယ်။မင်းတို့ဘာသိလာလဲ။ယေရှုနောက်ကိုလိုက်သွားရင်နိုင်နာမျိုးကိုရောက်သွားတော့အုပ်ဆုံးမတစ်ယောက်ရဲ့သားကိုတချို့ကိုသွားနေတာကျွန်တော်တို့အားလုံးတွေ့လိုက်တယ်။အဲ့ဒီမှာယေရှုကမုတ်ဆိုးမကိုတနာသွားပြီးကောင်လေးထတော့လို့ပြောလိုက်တော့ကောင်လေးကတကယ်ထလာတယ်။သူ့အမေလည်းအယံဝမ်းသာသွားတာပေါ့။အဲ့လိုဆိုယေရှုကငါတို့စောင့်နေတဲ့ကယ်တင်ရှင်လားဒါမှမဟုတ်ထပ်ဆောင်အောင်မလားလို့ယေရှုကိုသွားမိလိုက်ဆရာကျွန်တော်တို့တစ်ချိန်လုံးစောင့်နေကြရတဲ့ကယ်တင်ရှင်ကဆရာလားလို့ယောဟန်ကမေးခိုင်းလိုက်တယ်ကန်းတဲ့လူပြန်မြင်တာတည်တဲ့လူပြန်ရှင်တာစင်းရဲသားတွေကတရင်ကောင်းကြားခွင့်ရတာတွေအားလုံးယောဟန်ကိုတော့ပြောပြလိုက်ပေါ့နံပါတ်1သေလွန်သောသူအားရှင်ပြန်ထမြောက်စေခြင်းကယေရှုသည်အဘယ်သူဖြစ်ကြောင်းကိုဖော်ပြသည်။နံပါတ်2ကြမ်းတမ်းခက်ခဲသောအချိန်တို့၌ယေရှုကိုငါတန်တရားဝင်ဘူးပါသလား။နံပါတ်3ငါဤရိုးရှင်းသောမိဂုံးများကအဘယ်နည်းငါမြည်သည့်အထောက်အထားဖြည့်ရှင်းခြင်းများလိုအပ်တယ်